လူတယောက်ဟာဝေယုံတစ်ခုမှသူကဝါနှချောင်းကိုခုတ်လာတစ်ချောင်းကြတော့သူကပလွေလှုပ်လိုက်တယ်နောက်တစ်ချောင်းကိုကြတော့သူကအဝိလန်းနဲ့တန်းအောင်လုပ်လိုက်အဲ့တော့အဝိလန်းနဲ့တန်းကမကျင်မနဲ့ပလွေကိုလမ်းမိတယ်ပလွေတဲ့ငါတို့တွေကတဲ့ဝေယုံချင်းတူတာတော့တဲ့ငါကြတော့တဲ့မိုးရွာနေပူပူနဲ့ဘာတမိုးမှမရှိဘူးတဲ့မင်းကြတော့တဲ့ဘာကြောက်တမိုးမြင့်နေရတာလေတဲ့အဲ့တော့ပလွေကပြန်ဖြေလိုက်တယ်ဩအဲ့ဒါကဒီလိုလေးတဲ့မင်းကတဲ့ဓာတစ်ချက်ပဲအခုတ်ခံရတာတဲ့ငါကကြတော့ဓာအချက်ပေါင်းများစွာအခုတ်ခံရပြီးမှလက်ရမြောက်စွာတမိုးထားခြင်းခံရတာလေတဲ့အဲ့လိုပြောလိုက်တော့အဝိလန်းနဲ့တန်းကဒီနှုတ်ဆိတ်သွားပြီးတော့သူတစ်ခုကိုတွေးမိလိုက်တယ်ဩတမိုးမြင့်နေတဲ့သူတိုင်းဟာတန်ရာပေါင်းမြောက်များစွာနဲ့အလူးလဲခံနေရပါလားပေါ့ကျွန်တော်တို့လူဘဝဆိုတာကလည်းဒီအတိုင်းပဲအခက်ခဲအတားဆီးများစွာကြော်ဖြဲရတဲ့တန်းနားလည်ပေးနိုင်သူမရှိလို့အထီးကျန်ရတဲ့တန်းဝတ္တဝအခြေအနေအောက်မှာတာဝန်ယူရတဲ့တန်းဘဝပေးကံကြမ္မာကြောင့်တွင်းဆုံကြွေပင်းရတဲ့တန်းတန်ပေါင်းစုံကိုအပြုံးနဲ့ဖြည့်ရှင်းကြော်လွှားနိုင်ပါမှာဘဝတန်ဖိုးရှိမှာပါဒါကြောင့်မို့သူများတွေအောင်မြင်တိုးတက်နေတာတွေ့လို့ရှိရင်မနာလိုတဝင်တိုးမဖြစ်မိစေပါနဲ့သူတို့မှာပေးဆက်ထားရတာများလုံးလို့ပါဗီဒီယိုလေးကမိတ်ဆွေတို့အတွက်ဘ ഹു တုတ္တအတိတုတ္တတစုံတရာရရှိသွားလိမ့်မယ်လို့လည်းအပြည့်အဝယုံကြည်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်လည်းတဦးတစ်ယောက်စီကို share သွားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်တို့နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံစည်းကြရအောင်ပါ